ဒီနေ့ခေတ်မှာ iPhone ကင်တဲ့သူတွေကတော့အများကြီးပါပဲဒါပေမဲ့အဲ့ဒီဖုန်းရဲ့စွမ်းဆောင်ရည်အပြည့်အဝကိုတကယ်တမ်းအသုံးချတတ်တဲ့သူကတော့ရှားတယ်ဗျာကဲဒီတင်ဆက်မှုကနေ iPhone ထုံးသူတိုင်းထိထားတဲ့လျှို့ဝှက်ချက်၅ချက်ကိုဖော်ထုတ်ပြီးနေ့စဉ်ဘဝကိုဘလို့ပုံမြန်ဆန် post မှကြောက်အောင်လုပ်မလဲဆိုတာပြောပြသွားမှာပါ ဒီမေးခွန်းလေးကိုကိုပြန်မေးကြည့်ကြရအောင်ဘာလို့လဲဆိုတော့လေလူများစုတတိမထားမိသေးတဲ့ရှာဖွေတွေ့ရှိဖို့စောင့်နေတဲ့အသုံးဝင်တဲ့ feature တွေအများကြီးရှိနေပါသေးတယ်ဒီ feature တွေကနေ့စဉ်လုပ်နေကြအလုပ်တွေကိုပို့ပြီးမြန်ဆန်စီမှာလုံးဝသိကြပါတယ် ဟုတ်ပြီကဲဒါဆိုရင်ကျွန်တော်တို့အတူတူလေ့လာကြည့်လိုက်ရအောင်ပထမဆုံးအပိုင်းနေတဲ့ပေါ့နော်နေ့တိုင်းသုံးနေကြအလုပ်တွေကိုပို့ပြီးလွယ်ဝါစေမယ်ချက်ချင်းအသုံးချလို့ရတဲ့လေကိုအလေးတွေနဲ့စလိုက်ကြရအောင် ဆိုတော့ iPhone ရဲ့ knock jaw ကပန်းတီ logo လီနာကလေအဲ့ဒါတကယ်တော့ရိုးဝှက်ခလုတ်တစ်ခုလို့အလုပ်လုပ်တယ်ဆိုတာတော့သိကြလားဗျာဟုတ်ပါတယ်သူ့ကို back tap လို့ခေါ်ပြီးမောဇန်နဲ့လူတောင်ပြောလို့ရလောက်အောင်အံ့ဩစရာကောင်းတဲ့ feature တစ်ခုပါ အာဒါကိုတတ်မှတ်ရတာကလည်းလုံးဝမခက်ဘူးဗျာဒီမှာပြထားတဲ့အတိုင်းအဆင့်၄ဆင့်ပဲစက်တင်ထဲကနေ back tap ကိုရှာပြီးနှစ်ချက်ပုတ်ရင်ပါလို့မလဲသုံးချက်ပုတ်ရင်ပါလို့မလဲဆိုတာကိုအသုံးအများဆုံးအမိန့်တွေကိုထည့်ထားလိုက်ရုံပါပဲ screenshot ရိုက်တာတို့ဒါမိဖွင့်တာတို့ဆိုတကယ်အသုံးဝင်ပါတယ် သူ့ရဲ့အဓိကအားသာချက်ကပါလဲဆိုတော့မြန်တာပဲဗျာဖိုးကင်ထားရင်းနဲ့လက်တစ်ဖက်ထဲနဲ့မျက်နှာပြင်ကိုတော့ကြည့်စရာမလိုပဲလူချင်းရဲ့ comment ကိုချက်ချင်းပေးနိုင်တာကသူ့ရဲ့အကြီးမားဆုံးအသုံးဝင်မှုတာပဲ ကဲနောက်တစ်ချက်ဒါကတော့ចောင်းသားတွေရုံးဝင်ထမ်းတွေဆိုပိုတိမှာစာအုပ်ထဲကစာတွေစာရွက်ပေါ်ကစာသားတွေကိုဖုန်းထဲအောင်လက်နဲ့ပြန်ရိုက်ထည့်ရတာကတော်တော်အချင်းကုန်လူပင်မန်းကြတယ်အခုတော့အဲ့လိုလုပ်စရာမလိုတော့ပါဘူးအခေကတော့ live text ပါ သုံးရတာကလည်းအရန်ကိုလွယ်တယ်ကင်မရာကိုဖွင့်စာသားရှိတဲ့ရှိကိုထောင်းလိုက်တာနဲ့ညာဘက်အောက်ထောက်မှာ icon လေးတစ်ခုပေါ်လာပါလိမ့်မယ်အဲ့ဒါလေးကိုနှိမ်လိုက်တာနဲ့စာသားလေးကို copy ကူးမလားဒါမှမဟုတ်တခြားဘာသာစကားတစ်ခုခုကိုချက်ချင်းပြောင်းမလားဆိုတာရွေးလို့ရပြီတကယ်ကိုအစွမ်းထက်ပြီးမြန်ဆန်းပါတယ်ဒီတော့ဒီ feature ကအချင်းကုန်တာကိုတော်တော်လေးတက်တာစေတယ်ဗျာကျောင်းသားတွေစာအုပ်ထဲက note ကူတာကနေဆိုလို့ရုံးဝန်ထမ်းတွေစာရွက်စာတမ်းတွေကို digital ပြောင်းတာခရီးသွားတွေစိုင်းဖို့ဖတ်တာအထိလူအမျိုးမျိုးအတွက်တကယ်ကိုလက်တွေ့ချပြီးအသုံးတဲ့တဲ့နည်းပညာတစ်ခုပါ ကဲနောက်တစ်ပိုင်းကိုဆက်သွားကြည့်ရအောင်အခုပြောပြမယ့် feature တွေကတော့နေ့စဉ်အဆင်ပြေဖို့လောက်တယ်မဟုတ်တော့ဘူးပို့ပြီးတော့လေးနဲ့တဲ့တကယ်အရေးကြီးတဲ့ချိန်တွေမှာပါအသုံးဝင်မဲ့အချက်တွေဖြစ်ပါတယ် ဒါလေးကတော့တကယ်ကိုအလီးနဲ့ထားပြီးစဉ်းစားတဲ့အချက်ပါမတော်တဆအရေးပေါ်အခြေအနေတစ်ခုခုထလို့တတိလစ်သွားတဲ့အခါမျိုးမှာကိုဖုန်းက lock ချထားတယ်ဆိုရင်ကယ်ဆယ်ရေးသမားတွေကကိုယ့်ရဲ့အရေးကြီးတဲ့ကျန်းမာရေးအချက်လက်တွေကိုဘယ်လိုလုပ်ပြီးသိနိုင်မှာလဲအဲ့ဒီပြဿနာကိုဖြေရှင်းပြီးတာကတော့ medical ID ပါပဲ ဒါကိုသတ်မှတ်ထားဖို့ကလေတကယ်ကိုအရေးကြီးပါတယ် heads up ထဲကိုဝင်ကိုယ့်ရဲ့တွေ့အုပ်စုဓမ္မတဲ့အရာတွေယောဂအခန်းနဲ့အရေးပေါ်ဆက်သွယ်ရမယ့်လူရဲ့ဖုန်းနံပါတ်တွေကိုတေးသေးချာချာဖြည့်ထားရပါမယ်အရေးကြီးဆုံးကတော့ show one lock ဆိုတဲ့ခလုတ်လေးကိုဖွင့်ထားဖို့လုံးဝမမေ့ပါနဲ့ဒီစင်လေးတစ်ခုကအသက်ကိုကယ်နိုင်ပါတယ် ဟုတ်ပါတယ်ဒီစကားကသူ့ရဲ့တကက်ကံပိုးကိုဖော်ပြနေတာပါပဲဆိုတော့ဒီ feature ကတာမန်လဲကွက်လေးတစ်ခုမဟုတ်ပဲတကယ်အရေးကြုံလာတဲ့အခါအသက်ကယ်နိုင်တဲ့အစွမ်းရှိတဲ့နည်းပညာတစ်ခုဆိုတာကိုမမေ့သင့်ပါဘူး ဒါကတော့ကြုံဘူးကြမှာပါတချင်းလေးနားထောင်နေရင်အဲ့ဒီတချင်းကိုနောက်ခံထားပြီးဗီဒီယိုလေးရိုက်ချင်တဲ့အခါကင်မရာထဲကဗီဒီယိုမို့ကိုပြောင်းလိုက်တာနဲ့တချင်းကရက်သွားလို့စိတ်ညစ်ရတဲ့အဖြစ်မျိုးပေါ့ဒီပြဿနာတက်လွယ်လွယ်လေးနဲ့ဖြေရှင်းနိုင်တဲ့လက်ွက်လေးတစ်ခုရှိပါတယ် နီးလိုင်းကလွယ်လွယ်လေးပြဗီဒီယိုမုတ်ကိုလုံးဝမပြောင်းပါနဲ့ဖိုတိုမုတ်မှာပဲ shutter ခလုတ်ကိုဖိပြီးခဏလေးထားလိုက်ပါပြီးရင်အဲ့ခလုတ်ကိုညာဘက်ကတောက်ခတ်ပုံလေးစီကိုလက်နဲ့ဆွဲရွှေ့လိုက်တာနဲ့သူကအလိုလေးရောက်ဗီဒီယိုဆက်ရိုက်သွားမှာပါနောက်ခါမှဖွင့်ထားတဲ့တီချင်းတက်လည်းလုံးဝပျောက်သွားမှာမဟုတ်တော့ပါဘူး ကဲနောက်ဆုံးတစ်ချက်အနေနဲ့ iPhone ကိုတကယ် Pro တယောက်လို့သုံးနိုင်မဲ့ဖုန်းကိုကိုယ့်အတွက်အလုပ်လုပ်ခိုင်းတဲ့နည်းလမ်းတစ်ခုကိုမိတ်ဆက်ပေးခြင်းပါတယ် ဒီ automation မသုံးခင်နဲ့သုံးပြီးဘာကွာသွားလဲဆိုတာကိုဒီမှာရှင်းရှင်းလင်းလင်းလေးကြည့်လို့ရပါတယ်ဥပမာတစ်ခုအနေနဲ့ battery ကိုပဲကြည့်အရင်ကဆိုရင် low power mode ဖွင့်ဖို့မေ့နေတတ်တယ်အခုကျတော့ battery အား 20% ရောက်တာနဲ့ဖုန်းကသူ့ဘာသာသူအလိုအလျောက်ဖွင့်ပေးအောင်လုပ်ချလို့ရပါတယ် shortcut လာကပါလဲဆိုတော့ကိုယ့်အတွက်အလုပ်လုပ်ပြီးမဲ့ကိုယ်ပိုင်လက်ထောက်အရောက်လို့ပါပဲ iPhone မှာပါတဲ့ app တစ်ခုထီပြီးသတ်မှတ်ထားတဲ့အခြေအနေတစ်ခုရောက်ရင်သတ်မှတ်ထားတဲ့အလုပ်တစ်ခုကိုအလိုလျောက်လုပ်ပြီးဘူးအမိန့်ပေးထားနိုင်ပါတယ်ဥမာရုံးကိုရောက်တာနဲ့ do not disturb ကိုအလိုလျောက်ဖွင့်ခိုင်းတာမျိုးကားရဲ့ bluetooth နဲ့ချိတ်လိုက်တာနဲ့ကိုယ်ကြိုက်ဆုံးတချင်း playlist ကိုဖွင့်ခိုင်းတာမျိုးတွေလုပ်ထားနိုင်ပါတယ်ဖြစ်နိုင်ခြေတွေကတော့အဆုံးမရှိပါပဲ ဟုတ်ကဲ့အခုဆိုရင်တော့ဒီနေ့မျှဝေပေးခဲ့တဲ့နီလန်ဒီကိုလေ့လာပြီးအသုံးချကြည့်မယ်ဆိုရင်ဒါမှန် iPhone သုံးတဲ့သူတယောက်ကနေကျွမ်းကျင်သူတယောက်လို့ဖြစ်လာဖို့လမ်းစာကိုတွေ့သွားပြီလို့ထင်ပါတယ်တကယ်တော့အဓိကမှတ်ထားရမှာကလက်ထဲမှာကင်ထားတဲ့ iPhone ဟာဖုန်းပြောဖို့စာပို့ဖို့လို့ပဲမဟုတ်ဘူးဆိုတာပါပဲသူ့မှာပုံဝင်နေတဲ့စွမ်းရည်ဒီကလာဖော်ထုတ်အသုံးချနိုင်မယ်ဆိုရင်
နေ့စဉ်ဘဝကိုအများကြီးအထောက်အကူပြုနိုင်တဲ့တကယ်ဆွမ်းအားပြည့်ကိရိယာတစ်ခုဖြစ်လာမှာပါ အခုကျွန်တော်ပြောပြခဲ့တာတွေကရေခဲတောင်ရဲ့ထိန့်စွန်လေးလည်းရှိပါသေးတယ်။နီးပညာဆိုတာကကိုယ်တိုင်လေ့လာသလောက်ပိုပြီးအချိုးရှိတာမို့ကိုယ်တိုင်ဆက်လက်ရှာဖွေစူးစမ်းပြီး iPhone ရဲ့တခြားဘလို့အံ့ဩစရာကောင်းတဲ့စွမ်းဆောင်ရည်တွေကိုနောက်ခက်တွေ့ရှိအောင်မလဲဆိုတာကတော့တကယ်ကိုစိတ်လှုပ်ရှားစရာပါပဲ။